ဟန်နီရှားဘူးဂျေဇူနဲ့ညဘက်မော်လမြိုင်ကမ်းနားလမ်းမှာအတင်းဖွင့်ထားတဲ့ဝါရီရူးပန်းရှံကိုတွားရောက်လဲပတ်ဖို့တွားနေတာပဲဖြစ်ပါတယ်။အစပိုင်းမှာလဲရပတ်ရမယ်ဆိုတော့ကျွန်တော်ကောင်အာဆွင်တော်တော်လေးကိုပျော်နေရှာတာ။အဆောက်အဦတချို့ဆိုစောက်လုပ် presentation မရှိပေမဲ့လူကတော့တော်တော်တိုးနေတာပျော်စရာကြီးဗျာ။လူတွေကလည်းကြိတ်ကြိတ်တိုးနေတော့ကစားကွင်းထဲဝင်ဖို့သူဝေနေခဲ့ကြပေမဲ့ကလေးတွေလည်းပူစာနေလို့ရောက်လက်စားနဲ့ကလေးတွေစံတာကိုဖြစ်စီပေးလိုက်ပါတယ်ကျွန်တော်လည်းဝင်ချင်နေရတဲ့လုံးဝအတော်ပဲဖြစ်သွားပါတယ်လူတွေများတော့လူပေါင်းစုံဆိုပေမဲ့အဲ့လူပေါင်းစုံကမွတ်စလင်တွေကြီးပဲတွေ့နေရလို့တကွင်းလုံးမွတ်စတွေပဲစုထားတာလားလို့မေးခွန်းတော့ထုတ်ချင်တဲ့အထိကိုဖြစ်ခဲ့ရပါတယ်အသစ်ဖွင့်ထားတော့လူတွေလည်းကြိတ်ကြိတ်တိုးလာလဲကြတဲ့သူအများစုကတော့ဒီကိုရောက်ရှင်လို့လာရဲဆိုတော့ဓာတ်ပုံရိုက်ပြီးလိုင်းမုံတင်ရှင်လို့လာတဲ့သူတွေများမယ်လို့ထင်ပါတယ်စတာနော်နေရာတိုင်းကိုအသေးစိတ်ဖန်တီးတာတော့လူတွေရဲ့အာယုံကိုနေရာတိုင်းကဆွဲဆောင်နေတော့နေရာတိုင်းမှာလူပြည့်နေလို့ကိုရီအုပ်စုနွားနေရမရတယ်လို့ဟိုသွားမလားဒီသွားမလားနဲ့တိုင်ပတ်နေခဲ့ကြပါတယ်ဒီနေရာလေးကအပြင်ကနေကြည့်ရင်ကွမ်းတလို့နဲ့အတွင်းပိုင်းဝင်ကြည့်တော့တကယ်တက်တောက်တက်တာဖြစ်လုံးလုံးဒီနေရာလေးမှာဓာတ်ပုံတွေအများကြီးရိုက်ဖြစ်ခဲ့ပါတယ်ကျွန်တော်လည်းဒီကွင်းကြီးထဲရောက်နေပါရဲ့ဆိုတဲ့အကြောင်းကိုမှတ်တမ်းတင်ချင်တာနဲ့ကင်မရာမန်မရှိလဲကိုပါဝင်ကြောင်းကိုယ့်အခွက်ကိုလူကြားထဲရှောက်ရိုက်ပြီးရှောက်သွားခဲ့ပါသေးတယ်ဒါကတော့ကစားနီးပေါင်းစုံရှိတဲ့ဝါရီရူးရဲ့အတွင်းပိုင်းကိုသွားနေခြင်းဖြစ်ပါတယ်လူကကြိတ်ကြိတ်တိုးနေတော့အတွင်းပိုင်းမှာပွဲကြီးပွဲကောင်းကျင်းပပြီးကခုန်နေကြလို့ဖုန်တွေကတထောင်ထောင်ကိုဖြစ်လို့နေပါတယ်ဒီကားလေးတွေမောင်းကြည့်ခြင်းပေမဲ့မောင်းခွင့်ရဖို့အမတ်စင်နဲ့ဆို20ကျော်ထိစောင့်ရအောင်မှာဆိုတော့လက်လျှော့ခဲ့လိုက်ပါတယ်ဘဝမှာကိုပြန်မရနိုင်တဲ့ထဲဒီဟာလဲပါတယ်ဒီနေရာလေးတွေမြင်တိုင်းဝင်ကစားခြင်းစိတ်ကအထွတ်အထိပ်မှာဆိုပေမဲ့ကလေးကလည်းလူကြီးမဝင်ရဆိုတော့ရင်ခွဲရပြန်ပါတယ်ရုပ်တရက်မမှုအချင်းထောင်ကကိုးနောက်မှာရောက်နေလို့တစီလားဆိုပြီးတော့လမ်းဖြန့်သွားလို့ sorry ပါနော်ဗီဒီယိုရိုက်ဦးမယ်နော်ဆိုပြီးခွင့်တောင်းယူရင်ဗီဒီယိုထဲအပီပြင်ထည့်ပစ်လိုက်ပါတယ်ဂျိုးကောင်လေးအာဆွင်းကတော့ကျွန်တော်လက်ကိုအတင်းဆွဲပြီးသူကစားခြင်းတဲ့နေရာစီကိုအတင်းဆွဲခေါ်ထားပေမဲ့ကိုကတော့သူ့စိတ်ကြိုက်တိုင်းကိုလိုက်လို့မပေးနိုင်ခဲ့ပါဘူးသူ့မှာဟိုဟာမြင်လဲဆော့ခြင်းဒီဟာမြင်လဲဆော့ခြင်းနဲ့သူလဲတိုင်ပတ်ကိုလဲတိုင်ပတ်နေခဲ့ပါတယ်သူမပြောနဲ့ကျွန်တော်တော်မြင်နှမအတစ်အဆန်းတွေကြီးပဲဖြစ်နေလို့အကုန်လိုက်ဆော့ခြင်းနေတာအရွယ်တစ်ခုရောက်နေလို့အင်ကြီးလိုက်ဆယ်နေရတာကလည်းဒုက္ခတစ်ခုလိုပါပဲဆော့ရဖို့အတွက်ကလည်းအမတ်စင်နဲ့တန်းစီပြီးစောင့်ရအောင်မှာဆိုတော့အစင်မပြေလို့မဆော့ပါနဲ့တော့လို့ပြောလိုက်မိရမှာပောက်ကွဲတော့လို့ကလေးချောတဲ့အလုပ်ကကိုယ့်အလုပ်ဖြစ်ခဲ့ရပြန်ပါတယ်ကျွန်တော်ကောင်ကြီးကိုရအောင်ချော့ရင်အပြင်ခေါ်ထုတ်ခဲ့ရမှာအပြင်မှာအထက်ကထက်ပိုပြီးစိတ်ဝင်စားစရာတွေပေါ်နေလို့ကို့မှာကောင်ကြီးတွားခဲ့ရပါသေးတယ်ဒီလင်းပြန်ကြီးကိုစီးရဖို့ကလည်းလူတွေဘယ်လိုတောင်တန်းစီနေရတယ်လဲဆိုတာဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်းပါပဲဒါကြောင့်မို့အချိန်ကုန်ခံပြီးမစီးပါနဲ့တော့နောက်နေ့မှပြန်လာမယ်လို့ပြောလိုက်လို့ကျွန်တော်ကောင်အာဆွင်းမှာလူကြားထဲငိုလိုက်တာချစ်စရာကိုကောင်းလို့ပါပဲကစားကွင်းကြီးကိုနှုတ်ဆက်ပြီးအိမ်ပြန်တော့မှာမို့ကိုနဲ့အတူဝါရီယူပန်းချန်ကြီးကိုနောက်ခံထားပြီးအလင်းပြန်နေတဲ့ကင်မရာနဲ့အတူကိုမျက်နှာကိုတွဲပြီးရအောင်မှတ်တမ်းတင်ခဲ့ပါတယ်ကစားကွင်းကိုနှုတ်ဆက်ပြီးအိမ်ပြန်တော့မှာမို့အမွေစိန်မကတော့ရှယ်မွေပါပြီဘယ်လိုနေနေလူအရမ်းများနေလို့အိမ်ပြန်မှပဲအဆင်ပြေတော့မှာဆိုတော့အိမ်ပြန်ဖို့ကိုပဲရွေးချယ်ပြီးကစားကွင်းရဲ့အပြင်ဘက်မှာဦးဝေနဲ့လာကြိုမဲ့အပါကြီးကိုကျွန်တော်တို့တအုပ်လမ်းဘေးနေရမရတဲ့လေလွင့်နားတွေလိုလမ်းဘေးမှာအကြီးအကျယ်မျိုးလင်းစောင့်စားနေခဲ့ကြပါတယ်အပါကြီးဦးဝေရောက်လာတာနဲ့တခါတည်းအိမ်တန်းမပြန်မဲ့လမ်းဘေးကအေးဆိုင်ကိုဝင်ထိုင်ရင်ကျွန်တော်ကတောရမျိုးတက်ဆိုတော့တီးတဲ့အတိုင်းတောရမျိုးရောက်ဖာလူတာတောက်ဆိုတဲ့စကားပုံအတိုင်းအေးဆိုင်မှာဖာလူတာတောက်ရင်ဈေးကြီးကြောင်းတင်းချရင်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ